တာရေးတမင်းဆိုင်နာမည်နဲ့တွေမိုက်နေပြီဝင်မေးကြည့်လိုက်ကွာဘာလာလောက်တာလဲဦးလေးစီလားလဲတာဟာဟုတ်ဘူးလေဟိုတမင်းဆိုင်နဲ့ဝင်လာတမင်းစားဖို့လေတမင်းစားဖို့ဟုတ်ကဲ့ကုန်ပြီအဲ့ဒါဆိုတပွဲလားဟုတ်ကဲ့ဟာမဟုတ်လေဘလို့ကုန်တာတော့ဦးလေးမနေ့ကချက်ထားတာကုန်ပြီလုံးလုံးတဲ့ပူပူနွေးနွေးလေးတွေရှိတယ်ကြိုက်တယ်ဒါနဲ့ဟိုဦးလေးဆိုင်ဟင်းတော့တော်တော်စုံတယ်ဟိုဦးလေးဆိုင်ချွေတာရေးတမင်းဆိုင်နော်ဟုတ်ကဲ့ကျွန်တော်ကလေမြို့တွေပတ်ပြီးတော့ကျွန်တော်တမင်းဆိုင်တွေလိုက်ရှာတာဦးလေးတမင်းဆိုင်တွေကဈေးကြီးတယ်ဗျဟုတ်တယ်ထောင်ကနန်းနေပြီပဲဒါနဲ့ဦးလေးဆိုင်ကတမင်းတပွဲဘယ်လောက်လဲဒီမှာတော့ရာကနန်းလောက်ပါပဲရာကနန်းနဲ့တမင်းစားလို့ရတယ်ဟုတ်တယ်ကျွန်တော်အဲ့ဒါကြိုက်တာလေးစားတယ်ဗျာလေးစားတယ်ဘယ်ရောညာလေးစားတယ်ဒါဆိုကျွန်တော်တမင်းစားမယ်ဆိုလည်းပြောသလားဟုတ်ဦးလေးဟေးဦးလေးတို့စီရလားဒါရှောက်ရတရွက်ပဲနော်ဒီတရွက်ပဲကွာချွေတာရေးလုပ်ထားတာလေဩချွေတာရေးတမင်းစားချွေတာရေးမူးရင်လည်းရှူလို့ရတာဟာမဟုတ်လေတို့စားဖို့လားဦးလေးဒီတို့စားရဦးလေးဟေးမြုပ်တည်းရလေတောက်နေတော့ချွေတာရေးလေကွာဩချွေဒါလည်းချွေတာရေးပဲကုံကောင်းတော့မစားနဲ့ဘာဖြစ်လို့လဲဦးလေးနောက်လူတွေတွေ့ရှိသေးတယ်ဩဒီမြုပ်တည်းတောက်ကိုနောက်လူတွေ့တော့ဓာထားပေးအောင်မယ်ချွေတာရေးကွာချွေတာရေးတူတာရေးတူတာရေးလေခုချင်းစီလေးပဲကွာဩဒါလေးကကြီးမနေဘူးလားဦးလေးရဲ့အေးအဲ့ဒါတော့ထနီးမလို့စိတ်ကူဩရွက်ပြောနေတာရွက်ပြောနေတာအေးဦးလေးဟေးတိုင်းရပါလေဟာဒါတစ်ရှူးလေဩတစ်ရှူတုပ်ဖို့အေးပေါ်တော့တုပ်ပြည့်မချနဲ့နော်ဘာဖြစ်လို့လဲဦးလေးနောက်လူတွေလည်းတုပ်ဖို့ရှိသေးတယ်ဩဒီတစ်ရှူလေးနောက်လူတွေထားအောင်ပါအေးဟိုဟုတ်ကဲ့ဟိုဒါဆိုစားမယ်လေဦးလေးစားတော့မလားရာကျော်နဲ့ရတယ်နော်ဘာနွားနဲ့စားမလို့ဘာသားနဲ့စားမလဲဦးလေးဘာသားနဲ့စားမလို့ကျွန်တော်ဟိုကြက်ဟာမရောက်လောက်လေရပါတယ်ဟောရလေရဈေးသက်သာတဲ့ဆိုင်ရန်ဝယ်လာတာဟဲ့လားကထမင်းကူးလိုက်တော့မယ်ခုလိုက်ဒါကြီးပြီးတော့ဆိုပါဘာလို့ပြပြပေါ်တယောက်နဲ့တယောက်ကကိုညီကိုရီလို့ကိုတွေ့နေလို့ပေါ့နော်အေးစစ်စစ်မလောက်ကြရသိခံတယ်ဦးလေးဆိုင်